အားလုံးမင်္ဂလာပါရှင်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောညနေခင်းလေးဖြစ်ပါတယ်မင်္ဂလာရှိစွာဖြင့်လူပွားတစ်လျှောက်လုံးဖြတ်သန်းနိုင်ကြပါစေရှင်စတုတိတာလူစပါပြီရှင်ကုသိုလ်တွေဝင်မြပါတယ်ကြည်နူးမှုတွေဝင်မြပါတယ်ရှင်ပီတိတွေဝင်မြပါတယ်ရှင်ဝမ်းမြောက်မှုမောစွာဖြင့်သာဓုခေါ်ကြမယ်ရှင်နော်ကျမတို့ယနေ့စတုတိတာ9ရက်သားသမီးပေါင်းရုပ်လက်အမျက်မရွေအသက်အရွယ်ကြီးငယ်မရွေလှူဒန်းကုသိုလ်ယူနေပါပြီရှင်ပြည့်စုံသောဟင်းလျာများဖြင့်လှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ယနေ့အလူရှင်ကတော့ကွယ်လွန်သူနှစ်ဖက်သောမိဘများနှင့်နုမရောင်ကွယ်လွန်ခြင်းလေးနှစ်ပြည့်တော်အားရည်စူး၍ Derry and Kimlin တို့၏35နှစ်မြောက်နှစ်ပတ်လည်မင်္ဂလာထိမ်းမှတ်ဖြင့်One family တို့၏စုပေါင်းလူတန်းသောစတုတိတာလူဖြစ်ပါတယ်ရှင်အလူရှင်နဲ့မိသားစုတို့ရှင်စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတို့ဖြင့်ပြည့်စုံပါစေနိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ယနေ့စတုတိတာလူတန်းရသောအာရဒါနလူတန်းရသောကောင်းမှုကုသိုလ်တို့၏ကောင်းကျိုးတရားများကုသိုလ်များခံစားဆံစားပါစေရှင်ကဲကျွန်မချက်လာတဲ့ဟင်းလေးတွေပြပါအောင်မယ်ရှင်ကြက်ပေါင်းလေးပါရှင်ကြက်သားချိုပေါင်းလေးဖြစ်ပါတယ်နော်ပေါ်ဆန်းထမင်းလေးရဲ့ကြက်သားချိုပေါင်းလေးရဲ့အလူရှင်ရဲ့ကိုစားအလူရှင်ရဲ့မိသားစုတွေလာရောက်လှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ဒါနိဗ္ဗာန်စော်ကြီးပါရှင်နိဗ္ဗာန်စော်မနှွေးနှွေးဖြစ်ပါတယ်ရှင်ဒီမှာကလေးပဲနက်ကလေးပါရှင်ဒါကတော့ငါးလေးကိုပြုတ်စပလင်နိုင်ချင်းလေးနဲ့ကျမတို့ကြော်ပြီးတော့မှတရက်သီးအကျော်တဲ့သီးစိတ်ကလေးတွေပေါ့နော်ချင်းတို့တလူလေးလီးပြီးကြော်လာတာဖြစ်ပါတယ်ဒါကတော့ငရုတ်သီးစားတောင်းလေးဖြစ်ပါတယ်ရှင်ဒါကတော့တိုးမြုပ်လေးပါနော်အင်မတန်မှကောင်းမွန်လာပါတယ်ရှင်ကိုတန်းစောကုသိုလ်တွေထပ်တူရပါစေရှင်နေ့စဉ်နဲ့မြတ်သာဓုခေါ်နေတာကိုတန်းစောကြီးကုသိုလ်တွေမြတ်ထပ်တူရပါစေရှင်ကဲကြည့်ပါအောင်ဖွယ်ဖွယ်ရရလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ကဲကျွန်မလိုက်ပြပါအောင်မယ်နော်ကဲအလှူခံပုဂ္ဂိုလ်တွေများပြားတယ်ညနေခင်းစာအလှူလေးရအင်မတန်မှမွန်မြတ်လာတယ်များပြားလာပါတယ်ညနေခင်းစာလဲနော်အလုတ်ကအပြန်နော်နောက်တစ်ခုကចောင်းသွားចောင်းပြန်အလုတ်ပြန်ဈေးရောက်ပြန်ဖြစ်ပါတယ်နော်လူဦးရေ6ဝါစာလှူဒန်းကုသိုလ်ယူထားတာဖြစ်ပါတယ်ကဲအလှူရှုပ်ဆုတောင်းမြတ်တာပို့မယ်ရှင်ကျမ်းမာချမ်းသာကြပါစေဟုတ်ကဲ့ပြည်တဲ့ဆုနဲ့ပြေပါစေရှင်ပြည်တဲ့ဆုနဲ့ပြေပါစေဟုတ်ကဲ့ပြည်တဲ့ဆုနဲ့ပြေပါစေဟုတ်ကဲ့ပြည်တဲ့ဆုနဲ့ပြေပါစေပြည်တဲ့ဆုနဲ့ပြေပါစေအဖွားကလေးတွေကြာချော်လဲဦးမယ်ဟုတ်ကဲ့ရှင်ပြည်တဲ့ဆုနဲ့ပြေပါစေရှင်ကိုကြီးရေမင်္ဂလာပါငါမောင်ရေမတွေ့ရတာကြာပြီနော်နေကောင်းချမ်းပါလားရှင်လာစားမယ်မလာပါရှင်လာပါအမလေးဟိုနေ့ကအမရေလူတဲ့ဟာလေးနှစ်ပတ်လည်းပြေတော့တက်လာတော့အမဝေါ်မာလေးပြန်တက်လာတော့တောင်တတိတွေရရနာလာပါရှင်ကဲကဲဆမမခင်တဲ့မင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေရှင်ဒီနေ့အလူရှင်မိသားစုပြုသမျှသောကောင်းမှုကုသိုလ်များအားလုံးဝမ်းမြောက်မှုမောတာဓုခေါ်ဆိုခြင်းဖြင့်ကုသိုလ်တွေထပ်တူရပါစေရှင်ပြည်တဲ့ဆုနဲ့ပြည့်ပါစေကိုကြီးရေအလူရေဆက်လက်နဲ့မကွာလှူဒန်းနိုင်ပါစေတဲ့ပြည့်ပါစေရှင်ကဲအဖိုးမင်္ဂလာပါအဖိုးမင်္ဂလာပါကဲအဖိုးဒီပါနော်ပဲနဲ့ရဲ့စက်သားချိုပေါင်းရဲ့နောက်တရက်ချင်းနဲ့ငါးပြုတ်ကြော်ရဲ့အဖိုးကငရုတ်သီးမစားဘူးငရုတ်သီးစားတောင်းလေးပါသေးတယ်ဟုတ်ကဲ့ပါရှင်ကဲပြပါအောင်ငါတော်ရဲ့ကဲလူရှိကြပါဟုတ်ကဲ့စက်သားချိုပေါင်းရဲ့ဒီမှာတိုက်နိုင်ကြပါသေးဟုတ်ကဲ့ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်တသားရဲ့ဟိုတော့ခြေထောက်ကကောင်းသွားပြီလားမကောင်းလေနားလေးဆင်းတယ်ဟုတ်ပါပြီယူဆန်မလေးအခုနအဖွားတယောက်ရှိတယ်ဒီနားမှာဟိုလေးဟိုနေအစိမ်းရောင်နဲ့အဖွားဟိုတော်တော်ဝဝေးမှာခေါ်ခဲ့ပါအောင်ဒုတ်ကောက်နဲ့အစိမ်းရောင်နဲ့တောင်မွေးနဲ့စိမ်းရောင်နဲ့အဖွား
ပြည့်စုံနဲ့ပြည့်ပါစေရှင်အဖွားတိုးမြုံမယူခဲ့ဘူးအဖွားမဝါနိုင်ဘူးတင်တယ်ကဲအဖွားနေကောင်းလားဟုတ်ကဲ့ပါရှင်အဖွားတွေကိုအသားအေးအဲ့လိုရွေးထည့်ပြီးအဖွားတွေကိုလေကဲမလင်းလင်းကျော်မင်္ဂလာပါရှင်အေးကိုကြီးကုသိုလ်တွေထပ်တူရပါစေငါမောင်ကြီးကွယ်လွန်သူနှစ်ဖက်သောမိဘများနဲ့ Norman Round ကွယ်လွန်ခြင်းလေးနှစ်ပြည့်ရည်စုပြီးလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ရှင် Derry and Kim Lin တို့ဤ35နှစ်ပြောက်နှစ်ပတ်လည်မင်္ဂလာအထိမ်းအမှတ်နေ့လည်းဖြစ်ပါတယ် Round Family တို့ကနေပြီးစုပေါင်းပြီးလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ရှင်အလူရှင်နဲ့မိသားစုတို့ရှင်စိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပါစေရှင်နိဗ္ဗာန်ရောက်သည့်အချိန်ထိတိုင်အောင်မရှိဟုသောစကားပေသောခါမှမကြားပါစေနဲ့ရှင်မပြည့်စုံဟုသောစကားပေသောခါမှမကြားပါစေနဲ့ရှင်စိတ်သွားတိုင်းကိုပါ၍လှူဒန်းထောက်ပံ့သာသနာပြုနိုင်ပါစေရှင်ယခုဘဝယခုခန္ဓာဖြင့်ပင်လေမဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်မြတ်ကိုလွယ်ကူသောအခြင်းလျင်မြန်သောအသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေရှင်ဟုတ်ကဲ့ညီမစီစီဝင်းရေစီစီရေမင်္ဂလာပါရှင်ညီမလေးကုသိုလ်တွေထပ်တူရပါစေကုကုစောမင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေရှင်နော်ကွယ်လွန်သွားသောနှစ်ဖက်မိဘများနဲ့ Norman Round ကွယ်လွန်ခြင်းလေးနှစ်ပြည့်ရည်စုပြီးလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ကွယ်လွန်သူများရှင်ယနေ့ကျေးဇူးမိသားစုပြုလုပ်သောဤကောင်းမှုကုသိုလ်များအားလုံးတို့ကိုမြင်နိုင်ပါစေရှင်ကြားနိုင်ပါစေရှင်သိနိုင်ပါစေရှင်မြင်နိုင်ကြားနိုင်သိနိုင်ပြီလျင်ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဓုခေါ်ဆိုတော်မူပါရှင်သာဓုခေါ်ဆိုသောကြွားကြောင့်ရောက်ရှိရာဘုံဘဝမှာသည်မြင်တဲ့မြင်သောဘုံဘဝသို့ရောက်ရှိပါစေရှင်ဝိပဿနာတရားများကိုကျင့်ကြံပွားများအားထုတ်၍မဉ္ဇဉ်ဘုံဉဏ်နိဗ္ဗာန်မြတ်ကိုယခုဘဝယခုခန္ဓာဖြင့်ပြီလင်မျက်မှောက်ပြုနိုင်ပါစေကိုညီညီမင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေရှင်ကုသိုလ်တရားများနဲ့အတူအေးချမ်းသာရှိကြပါစေရှင်ကောင်းကျိုးမင်္ဂလာဖျားဖျားတို့နဲ့ပြည့်စုံပြည့်ဝပါစေရှင်ညနေခင်းလေးကပို့ပြီးတော့လူစီပါတယ်နော်သူတို့အလုတ်ကအပြန်ပေါ့နော်အကြောင်းကအပြန်အလုတ်ကအပြန်နောက်ဈေးရောက်ပြီးအပြန်အဲ့ဒီအချိန်လေးမှာခုလိုမျိုးအေးချမ်းချမ်းလေးနဲ့လှူဒန်းကုသိုလ်ယူရတာဖြစ်ပါတယ် Round Family ယခုလိုလှူဒန်းရသောဤကောင်းမှုကုသိုလ်တို့သည်ဖြစ်လျာဘဝတိုင်းအာရဒါနလှူဒန်းသောကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသမျှခံစားဆန်စားပါစေရှင်ဟုတ်ကဲ့ပါရှင်အဖွားရှင်ဟုတ်ကဲ့အဖွားရှင်ကျေးဇူးတင်ပါတယ်ကဲအလူရှင်များရဲ့ကိုစားအလူရှင်ရဲ့ဒါဆွေမျိုးတွေပေါ့နော်မိသားစုတွေအတိုင်းဝိုင်းတွေလာရောက်ပြီးလှူဒန်းကုသိုလ်ယူပေးတာဖြစ်ပါတယ်ရှင်ဖွားမင်္ဂလာပါအဖွားကြိုင်နဲ့အသားတုံးကြီးပြပါအောင်သမီးကိုအဖွားကြိုင်နဲ့အသားတုံးကြီးနော်ကဲရပြီနော်ဟုတ်ကဲ့ပါရှင်အသက်ကြီးရလူဆိုတော့တခွားသည်မဝါနိုင်တဲ့အကြောင်းပြောသွားတာမလားDerry and Kim Lin တို့ရှင်ယနေ့ကြောက်သော35နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့မှာသည်ရာသက်ပံယူမြေကြပေါင်းဖက်နိုင်ကြပါစေရှင်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတို့ဖြင့်ပြည့်စုံပါစေအသက်ရှည်၍အနာမဲ့ပါစေရှင်ဘေးပရာဝေးကွာပါစေရှင်ယခုဘဝယခုခန္ဓာဖြင့်ပင်လင်မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်မြတ်ကိုလွယ်ကူသောခြင်းလျင်မြန်သောသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေရှင်ယ
ယနေ့ယခုပြုအပ်သောဤကောင်းမှုကုသိုလ်အဆူဆူတို့သည်ကြောက်ဆိုင်ကြောက်ကဲကြောက်ပြပေါ်မှာစာနဲ့ရေးထွင်ထားသလိုကံ၏အရာတည်၍ကောင်းကျိုးမင်္ဂလာဖျားဖျားတို့သည်နိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသည်များခံစားဆန်းစားပါစေဒါနဟုသောရိက္ခာတို့ကြီးသည်တန်ရာခီသွားနေသည်၍ကောင်းကျိုးဟုသည်များပေးပါစေရှင်အားလုံးကိုယ်စိတ်နှပါအေးချမ်းသာရှိပါစေရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းတို့သည်လည်းကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသည်များခံစားဆန်းစားပါစေတာတို့ခေါ်ဆိုသောကြွားကြောင့်ကုသိုလ်တွေထပ်တူရပါစေရှင်ဒီနေ့ကွယ်လွန်သွားသောနှစ်ဖက်သောမိဘများနှင့် normal round ကွယ်လွန်ခြင်း၄နှစ်ပြည့်တို့အားရည်စူးပြီးလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်Derry and Kim Lin တို့၏35နှစ်မြောက်နှစ်ပတ်လည်မင်္ဂလာနေ့လည်းဖြစ်ပါတယ်ရှင်။ Bond Family တို့ရဲ့စုပေါင်းလှူဒန်းသောစတုတိတာအလှူတော်ကြီးဖြစ်ပါတယ်။ဤကောင်းမှုကုသိုလ်များအားလုံးတို့ကိုအလှူရှင်မိသားစုနဲ့အတူကျမရွှေဘိုသူမိသားစုတို့ဟာမေတ္တာပို့ပြီးကုသိုလ်တွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်။ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းတို့ရှင်စိတ်ဆိုင်ပြီးကုသိုလ်တွေဝေမျှပါမယ်ရှင်။ဝမ်းမြောက်မှုမောစွာဖြင့်ကုသိုလ်တွေထပ်တူရကြပါစေခြင်းကျွငါတာဓုခေါ်ပါရှင်30တပုံ၌ကျင်လည်နေကြကုန်သောနတ်လူမြမတတ္တဝါပေါင်းတို့အားလည်းဝေမျှပါသည်ကျွတ်တန်းဝိညာဉ်ကြကုန်သောပုဂ္ဂိုလ်ပေါင်းတို့အားလည်းဝေမျှပါသည်ရှင်မြဲမမြဲနှစ်ရက်များစွာတတ္တဝါပေါင်းတို့အားလည်းဝေမျှပါသည်ရှင်ကုသိုလ်တွေဝမ်းမြောက်မှုမောတာဓုခေါ်ဆိုခြင်းဖြင့်ထပ်တူယူကြရအောင်ရှင်ဤကုသိုလ်အားလုံးကြာသမျှအမြယူတော်မူကြပါကုန်တော်သာဓုအားလုံးကြာသမျှအမြယူတော်မူကြပါကုန်တော်သာဓုအားလုံးကြာသမျှအမြယူတော်မူကြပါကုန်တော်သာဓုကုသိုလ်တရားများနဲ့အတူအေးချမ်းသာရှိကြပါစေရှင်ကောင်းကျိုးမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံပြည့်ဝပါစေရှင်နိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းယခုကဲ့သို့သောအာဟာရဒါနလှူဒန်းသောကောင်းမှုကုသိုလ်၏ကောင်းကျိုးသည်များခံစားဆန်းစားပါစေရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းတို့သည်လည်းဤကောင်းမှုကုသိုလ်များအားလုံးထပ်တူရကြပါစေရှင်